Welcome back to my Kiwi channel ဒီနေ့မှာကြတော့ကို့ဘဝကပေးထားတဲ့ကိုယ့်ရဲ့အဖို့တန်အချိန်တွေကိုကို့ဘဝတက်လန်းအတွက်မတုံးချပဲနဲ့သူများအတွက်တုံးချနေလူရှိလားဒါဆိုရင်ကိုယ့်ရဲ့ဘဝတက်လန်းအတွက်ဘာတွေဘယ်လိုမျိုးတုံးချမှာဘယ်လိုမျိုးအချိန်တွေကိုဘယ်လိုစီကံရှိအောင်ထားအောင်လဲဆိုတော့မသိသေးပဲနဲ့ဘဝတက်လန်းကြီးပဲစိတ်ဝေးရင်တော့မရဘူးနော်ဆိုတော့ဒီဗီဒီယိုလေးကကိုယ့်ဘဝအတွက်ကိုယ့်ရဲ့အချိန်တွေကိုမတုံးချပဲနဲ့သူများကိုအချိန်ပေးတယ်ကိုယ့်ရဲ့ဘဝတလန်းတွေအတွက်ကိုယ့်ဘာသူကိုမတုံးချပဲနဲ့သူများကိုအဲ့အချိန်တွေပေးနေတဲ့လူတွေအတွက်သင်ခန်းစာရစကားကောင်းအောင်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးရဖြစ်ပါတယ်ရှင်။မှာကိုယ့်ရဲ့ဘဝကိုယ့်ရဲ့ကံကြမ္မာကိုယ့်ရဲ့လူဘဝဖြစ်လာတဲ့ကံကြမ္မာကိုကကိုယ့်ကိုပြောင်းလဲဖို့ကိုယ့်ကိုတိုးတက်ဖို့ဆိုပြီးအချိန်တွေအများကြီးပေးထားပါတယ်။အဲ့ဒါကိုကနေပြီးတော့အဲ့အချိန်တွေမတုံးချပဲနဲ့လက်ဟတ်သက်ဖြုံးနေတယ်ကိုအတွက်ကိုအကျိုးအတွက်ကိုမတုံးမဲ့နဲ့သူများအကျိုးအတွက်ပဲလိုက်ပြီးတော့ကိုယ့်အချိန်ကိုဖြုံးတီးနေလို့ရှိလား super shy but wait a minute while I make your mind အဲ့ဆိုရင်ကိုပြန်စဉ်းစားကြည့်ကြကွာကိုတို့နေနေအချိန်လေးဒါမှမဟုတ်ကိုတို့ရဲ့အိတ်ခံနေအချိန်ပြီးကိုစဉ်းစားကြည့်လိုက်ငါကဒီအချိန်လေးကိုဘာကြောင့်သူများအတွက်တုံးချနေရလဲဘာဖြစ်လို့ငါအတွက်ငါစူးစမ်းပြီးမတုံးချနိုင်ရလဲဆိုပြီးကိုမေးကြည့်လိုက်အမေနောင်နာစိတ်တွေဝင်လာလိမ့်မယ်ခဏပိုင်းနောင်နာစိတ်တွေဝင်လာလိမ့်မယ်တကယ်တော့လူတိုင်းဆိုတာကကြတော့ကွာစိတ်ကိုမလိုလိုက်ရဘူးလို့မပြောဘူးเนาะစိတ်ကိုလည်းလိုလိုက်တင်လိုလိုက်ရမယ်ဒါပေမဲ့အချိန်လေးကိုယ့်ရဲ့အချိန် all the way ထားကြီးကိုအမြဲသူများအတွက်ရက်တည်ညာမျိုးမလုပ်ပါနဲ့ကိုယ့်အတွက်ကိုယ့်အချိန်လေးကဒီ6နာရီလောက်ဒါမှမဟုတ်မနေ့6နာရီလောက်ထားပြီးလေ့ကျင့်ရလုပ်မယ်ဒါပေမဲ့ကိုကအဲ့အချိန်မှာထားပါတော့ကိုယ့်ရီစားလေးနဲ့ဒါမှမဟုတ်ကိုယ့်သူငယ်ချင်းနဲ့စကားပြောမယ်အချိန်မလို့ဆိုပြီးတော့အဲ့အချိန်ဖြတ်ပြီးတော့အဲ့ဒါနဲ့စကားပြောလိုက်ပြီးဆိုရင်ကိုလိုချင်တဲ့ dream body ဆိုတာရလာမှာမဟုတ်ဘူးလေဆိုတော့ကိုယ့်အတွက်လည်းကိုယ်အချိန်ပေးပါကိုယ့်ရဲ့ချစ်ရသူတွေအတွက်လည်းကိုကအချိန်ပေးဖို့လိုပါတယ်ဒါပေမဲ့အမြဲအချိန်ပေးဖို့မလိုဘူးနော်ကိုယ့်အတွက်ကိုယ်ဆိုတာလည်းအချိန်တည်တံ့ဆိုရှိတဲ့နေပေါ့နဲကိုအတွက်ကံကြမ္မာအချိန်တွေအများကြီးသာပေးထားတယ်ဒါပေမဲ့အဲ့အချိန်လေးကိုအကျိုးရှိရှိမတုံးချပဲနဲ့သူများအတွက်ရက်တီသူများအတွက်အချိန်ကိုများလာပေးလိုက်ရင်ကိုတကယ်လို့ကြီးလာတယ်နော်တစ်နေ့လောက်နေလိုက်လို့ငါ20ထားပါတော့ခီဥပမာပြပြမယ်နော်ခီဝီ20 2024ရရင်2025မှာဆိုရင်ခီဝီရဲ့အကောင့်အတွက်ဆိုပြီးသူမလုပ်ခဲ့ဘူးခီဝီရခဲ့အချိန်တော်များများကိုခီဝီ social media မှာတုံးတယ်လောက်ဖို့တက်ဖို့တုံးတယ်ကိုယ်တကယ်ချင်းစကားပြောတုံးတယ်အဲ့လိုပဲအချိန်လေးကိုအလေးလိုက်တစ်တယ်ဆိုတော့အဲ့2024ရနဲ့2025သာပြောင်းသွားတယ်ခီဝီပြောင်းလဲမှုမရှိပါဘူးဒါပေမဲ့ခီဝီ2025 2020ပြောင်းတော့အချိန်ကြားထဲမှာရှိတာတစ်နှစ်အတွင်းခီဝီပြောင်းလဲခဲ့ပါတယ်အဲ့ဒါတွေကဘယ်လိုပြောင်းလဲခဲ့ရလဲဆိုတော့ကိုရမယ့်အချိန်တွေကိုကိုယ်ရတုံးချပြပါတယ်ဟုတ်ပါတယ်ဘာလဲဆိုတော့ကိုရမယ့်အချိန်တွေအနေနဲ့လေးပဲရှိတယ်အချိန်ဆိုတာလူမစောင့်ပါဘူးလူကသာအချိန်ကိုစောင့်နေမယ်ဆိုရင်အချိန်နဲ့တေး၍ကုန်သွားမယ်ကိုယ့်အချိန်နေတာတေး၍ကုန်သွားမယ်ကိုရချင်းရတိုက်တဲ့ဝဟုဒတာတွေခွေလန်းတွေဒီစိတ်ခွန်အားတွေဆိုရလာမှာမဟုတ်ဘူးလေဆိုတော့ခီဝီက2025 2025 6အတွင်းကိုအများကြီးမပြောင်းလဲခဲ့ရင်တော့ကိုယ့်ကိုအချိန်ပေးရဲကိုယ့်ကိုပိုချစ်လာရဲကိုယ့်အတွက်ကိုဆိုပြီးအချိန်ပြတ်ထားလာတယ်ဆိုတော့ခီဝီ2025ကနေ2026ရော2026ရောက်လို့2025ပြန်ကြည့်လိုက်ငါဘလောက်အချိန်နေပေးလာရဲကိုယ့်ကိုဘလောက်ဘလိုမျိုးတွေအချိန်နေပေးလာဘလို့တမိုးထားလဲကိုယ့်ကိုချစ်တတ်လာရဲဆိုတော့ပြည့်နေသိလာပါတယ်ဆိုတော့ရှင်တို့လည်း2025 6ကရောက်သွားတယ်2025ခွင့်ရောက်လို့မှကို2026ကိုပြန်ကြည့်လိုက်လို့မှကိုဘာမှမလုပ်လိုက်ရဘူးဆိုရင်နောင်လိုက်ရမယ်နော်ဆိုတော့ Q ကအချိန်မီလေးလာပြီးတော့လာပြောရဖြစ်ပါတယ် so thank you for watching မှာကိုတမိုးထားကိုချစ်ဖို့လည်းမေ့ပါနဲ့နော် Kiwi